အခုပြောပြချင်တာကတော့ရာဇသက်ကြီးမှာပြဋ္ဌာန်းထားတဲ့ကာကွယ်ခုခံပိုင်ခွင့်ကိုရှင်းပြမှာဖြစ်ပါတယ်။ရာဇသက်ကြီးပုံမှန်96အရကာကွယ်ခုခံပိုင်ခွင့်အရာပြုသောပြုလုပ်မှုသည်ပြစ်မှုမမြောက်ဟုပြဋ္ဌာန်းထားပါတယ်။ပုံမှန်69မှာတော့ဘသူပဲဖြစ်ဖြစ်မိမိကိုယ်ကိုပဲဖြစ်ဖြစ်သူတစ်ပါးကိုပဲဖြစ်ဖြစ်ပစ္စည်းကိုပဲဖြစ်ဖြစ်ကာကွယ်ခွင့်ရှိတယ်လို့ဆိုပါတယ်။96မှာပြောထားတဲ့ပြုလုပ်မှုတွေဟာဘယ်အခြေအနေမျိုးမှာလုပ်နိုင်လဲ။တစ်ချက်လေးလာကြည့်ရအောင်။စိတ်ပေါ်တို့သူအရက်ခေါ်ဝေါ်ရအယူပေါ်ပြအဲ့လိုလူတွေရဲ့ပြုလုပ်မှုကိုတားဆီးရန်ကာကွယ်ခုခံပိုင်ခွင့်ရှိလားမရှိလားနဲ့ပတ်သက်ပြီးတော့ပုံမှန်68မှာဒီလိုပြဋ္ဌာန်းထားပါတယ်ပြုလုပ်မှုတစ်ခုသည်အသက်ငယ်ခြင်းအမျှော်မြင်အစဉ်ချင်းမပြည့်စုံသေးခြင်းစိတ်ပေါ်တို့ခြင်းမူရစ်ခြင်းအကြောင်းချင်းရာအမှန်မသိခြင်းတစ်ခုခုကြောင့်သာထိုပြုလုပ်မှုကိုပြုသူအတွက်ပြစ်မှုမမြောက်တော့လဲမည်သူမဆိုထိုပြုလုပ်မှုကိုတားဆီးရန်ပြစ်မှုမြောက်သောပြုလုပ်မှုဖြစ်တဲ့ကဲ့သို့ကာကွယ်ခုခံပိုင်ခွင့်ရှိသည်ဒီပုံမှန်မှာမူရစ်တာနဲ့ပတ်သက်ပြီးထည့်ရေးထားတာကိုတွေ့ရတယ်။အဲ့ဒီမူရစ်တာကိုနောက်ဗီဒီယိုလေးမှာအကျယ်တဝင့်ရှင်းပြပေးပါမယ်။အခုတစ်ဖက်လူကကိုယ့်ကိုရန်မူလာရင်တည်စေတဲ့အထိဘလို့အခြေအနေမျိုးမှာကာကွယ်ခုခံနိုင်တယ်လဲဆိုတာကိုပြောပြပါမယ်။ပုံမှန်တရားအရာအောက်ဖော်ပြပါပြစ်မှုများအနက်ပြစ်မှုတစ်ခုခုကိုအန္တရာယ်ပြုသူကကျူးလွန်ခဲ့လျင်တစ်ဆက်တည်းဖြစ်သောအထက်ပုံမှန်တွင်ဖော်ပြသည့်ကန့်သက်ချက်များကိုအထောက်အထားပြု၍ထိုအန္တရာယ်ပြုသူကိုတည်စေရန်တော်၎င်းအခြားပေးအန္တရာယ်တစ်ခုခုဖြစ်စေရန်တော်၎င်းမည်သူမဆိုမိမိအလိုလျောက်ပြု၍လူကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်ရှိသည်ပထမမကာကွယ်မခုခံလျင်တေဘေးသို့ရောက်စေခြင်းအတွက်စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင်အကြောင်းရှိသည့်လက်ရောက်မှုဒုတိယမကာကွယ်မခုခံလျင်အပြင်းထန်နာကျင်စေခြင်းအတွက်စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင်အကြောင်းရှိသည့်လက်ရောက်မှုတတိယမရင်းကျင်ရန်အကြံအစီဖြင့်ကျူးလွန်သည့်လက်ရောက်မှုစတုထကာမရာကစိတ်ကိုဓမ္မတာအတိုင်းမဟုတ်ဘဲရောင်ရဲအောင်ပြုလုပ်ရန်ကြံရွယ်ချက်ဖြင့်ကျူးလွန်သည့်လက်ရောက်မှုပစ္စမလူကိုခိုးယူရန်တော်၎င်းတွေးဆောင်ဆွဲခေါ်ရန်တော်၎င်းကြံရွယ်ချက်ကျူးလွန်သည့်လက်ရောက်နောက်ဆုံးအချက်အနေနဲ့လွတ်မြောက်ရေးအတွက်ပြည်သူဝန်ထမ်းအာဏာပိုင်တို့ထံတိုင်တန်းနိုင်ခွင့်မရနိုင်ဟုစိုးရိမ်ဖွယ်ရာဖြစ်လောက်အောင်အကြောင်းကိုဖြစ်စေပြီးလျင်သူတဦးအားမတရားချုပ်နှောင်ရန်ကြံရွယ်ချက်ဖြင့်ကျူးလွန်သည့်လက်ရောက်မှုအပေါ်ကအချက်တွေအရဆိုရင်လူကိုတည်စေတဲ့အထိကာကွယ်ခုခံနိုင်ပါတယ်။သတိပြုရမှာကအဲ့ဒီအချက်တွေကလွဲပြီးကြံတဲ့အခြေအနေမျိုးမှာတည်စေတဲ့အထိကာကွယ်ခုခံလို့မရပါဘူး။အခုပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်နဲ့ပတ်သက်ပြီးပြောပါမယ်။ပုံမှန်103အရအောက်ဖော်ပြပါပြစ်မှုများအနက်ပြစ်မှုတစ်ခုခုကိုမတော်မမှန်ပြုသူကကျူးလွန်လျင်သို့မဟုတ်ကျူးလွန်ရန်အားထုတ်လျင်ပုံမှန်69တွင်ဖော်ပြထားသည့်ကန့်သက်ချက်များကိုအထောက်အထားပြုကာထိုမတော်မမှန်ပြုသူကိုတည်စေရန်တော်၎င်းအခြားပေးအန္တရာယ်ဖြစ်စေရန်တော်၎င်းမည်သူမဆိုမိမိအလိုလျောက်ပြု၍ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်ရှိသည်ယင်းတို့မှာပထမလူရက်မှုဒုတိယညစ်အခါအိမ်ဖောက်ထွင်းမှုတတိယလူနေရန်ဖြစ်စေဥစ္စာပစ္စည်းထားသို့ရန်ဖြစ်စေအသုံးပြုသည့်အဆောက်အုံတဲသို့မဟုတ်ရေရင်တစ်ခုခုတွင်ကျူးလွန်သည့်မိဖြင့်အကျိုးဖျက်ဆီးမှုစတုထမကာကွယ်မခုခံဘဲနေပါကတေဘေးကိုသို့မဟုတ်အပြင်းထန်နာကျင်ခြင်းခံရမည်ကိုစိုးရိမ်ရန်အကြောင်းရှိအောင်ကျူးလွန်သည့်ခိုးမှုအကျိုးဖျက်ဆီးမှုသို့မဟုတ်အိမ်ကျော်နှင်းမှုဒီလိုအခြေအနေတွေမှာတစ်ဖက်လူကိုတည်စေတဲ့အထိကာကွယ်ခုခံနိုင်ပါတယ်ကာကွယ်ခုခံလို့ရတဲ့အခြေအနေတွေကိုသိပြီဆိုတော့ကာကွယ်ခုခံလို့မရတဲ့အခြေအနေကိုပြောပြပါမယ်တေဘေးဖြစ်စေရန်တော်၎င်းအပြင်းထန်နာကျင်စေရန်တော်၎င်းစိုးရိမ်လောက်ဖွယ်ရာအကြောင်းယုတ်တိမရှိသောပြုလုပ်မှုကိုပြည်သူဝန်ထမ်းကပြည်သူဝန်ထမ်းအဖြစ်ဖြင့်သဘောရိုးနှင့်ပြုလုပ်လျင်သို့မဟုတ်ပြုလုပ်ရန်အားထုတ်လျင်ထိုသို့ပြုလုပ်ခြင်းအားထုတ်ခြင်းတစ်ခုခုသည်ဥပဒေအရပြုပိုင်ခွင့်အတိအကျမရှိတော့လဲထိုပြုလုပ်မှုအားထုတ်မှုတစ်ခုခုကိုတားဆီးရန်ကာကွယ်ခုခံပိုင်ခွင့်မရှိတေဘေးကိုဖြစ်စေရန်တော်၎င်းအပြင်းထန်နာကျင်စေရန်တော်၎င်းစိုးရိမ်လောက်ဖွယ်ရာအကြောင်းယုတ်တိမရှိသောပြုလုပ်မှုကိုပြည်သူဝန်ထမ်းကပြည်သူဝန်ထမ်းအဖြစ်ဖြင့်သဘောရိုးနှင့်ညွှန်ကြားသည့်အတိုင်းသူတဦးကပြုလုပ်လျင်သို့မဟုတ်ပြုလုပ်ရန်အားထုတ်လျင်ထိုညွှန်ကြားချက်မှာဥပဒေအရပြုပိုင်ခွင့်အတိအကျမရှိတော့လဲထိုပြုလုပ်မှုကိုတားဆီးရန်ကာကွယ်ခုခံပိုင်ခွင့်မရှိပြည်သူဝန်ထမ်းအာဏာပိုင်တို့ထံမှအကာအကွယ်အစောင့်ရှောက်ရနိုင်ရန်တိုင်တန်းခွင့်အချိန်ရှိသည့်ကိစ္စများတွင်ကာကွယ်ခုခံပိုင်ခွင့်မရှိကာကွယ်ခုခံပိုင်ခွင့်ကိုညီမျှဆောင်ရွက်နိုင်ခြင်းလဲဆိုတာလဲပြောပြပါမယ်ကာကွယ်ခုခံရာတွင်ကာကွယ်ခုခံသောသဘောဖြင့်ဘေးအန္တရာယ်ပြုရန်လိုအပ်သည့်ထက်ပို၍ပြုခွင့်မရှိအထက်ပါအခြေအနေများကိုရာဇသက်ကြီးပုံမှန်69မှာပြဋ္ဌာန်းထားပါတယ်အထူးသတိပြုရမှာကကာကွယ်ခုခံပိုင်ခွင့်ဟာစိုးရိမ်ဖွယ်ရာအကြောင်းတည်ရှိနေသရွေ့ကာလပတ်လုံးမှာတည်ရှိနေမှာဖြစ်ပါတယ်။စိုးရိမ်ဖွယ်ရာအကြောင်းဆိုတာကတော့ချက်ချင်းကိုတေဘေးပြင်းထန်နာကျင်စေခြင်းဒါမှမဟုတ်အဲ့လိုချက်ချင်းဖြစ်တော့မယ်လို့ယုံကြည်တဲ့အကြောင်းရှိတဲ့အချိန်မှာ
ကိုကိုတတ်မယ်လို့ချင်းချောက်ထားလို့အိမ်ပြန်သားဆွဲပြီးခုတ်လိုက်တာကကာကွယ်ခုခံပိုင်ခွင့်မမြောက်ပါဘူးဟုပြောရင်ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေကျမ်းမာချမ်းသာကြပါစေခင်ဗျာ